Hello မင်္ဂလာပါနေကောင်းချမ်းမှကြပါရဲ့လားရှင်ဒီနေ့ဖို့ကတော့ရာသီကွင်း12ခုတည်းကနောက်ဆုံးရာသီကွင်းဖြစ်တဲ့ Pisces ရာသီဘွားတွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီရာသီဘွားတွေကတော့ February 19ကနေ March 20ရက်အတွင်းမှာမွေးဖွားတဲ့လူတွေဖြစ်ပြီးတော့မြန်မာလိုဆိုရင်တော့တပေါင်းလမှာမွေးဖွားတဲ့လူတွေဖြစ်ပါတယ်ပေါ့နော်မိညာတီပွားတွေလို့လည်းခေါ်တယ်ပေါ့သူတို့ကတော့ mutable သမားတွေဖြစ်တယ်ပေါ့နော်ပြောင်းလဲလှုပ်ရှားနေတဲ့သဘောမျိုးရှိတယ် mutable သမားတွေဖြစ်တယ် dressing ကတော့သူတို့က water dressing ရေတပ်သမားတွေဖြစ်ပြီးတော့သူတို့ကို ruler လုပ်တဲ့ဂျူကတော့ Neptune ဂျူဖြစ်တယ်ပေါ့နော်ဒါပေမဲ့ထုံးစံအတိုင်းပဲအုပ်စု3ခုခွဲတဲ့အချိန်မှာ February 19ရက်ကနေ February 29ထိက Neptune ပေါ့နော်အဲ့တော့ Neptune ရဲ့ character တွေဖြစ်တဲ့ open mind ရှိတာတွေစိတ်နှလုံးသားတွေ sensitive ဖြစ်တာတွေစိတ်ကူးရင်တတ်တာတွေအလိုလိုသိစိတ်စွမ်းအားတွေကြီးမားတာတွေပေါ့နော်လျှို့ဝှက်တတ်တဲ့လူမျိုးတွေဖြစ်တာတွေစိတ်ကူးစိတ်တန်းကောင်းတာတွေအဲ့လို character တွေကသူ့မှာကြီးစိုးတယ်ပေါ့ဒုတိယကမတ်လ1ရက်ကနေမတ်လ10ရက်ကျတော့သူကမွန်းဖြစ်သွားတယ်ပေါ့နော်မွန်းဖြစ်သွားတဲ့အခါကျတော့မွန်းရဲ့ character တွေဖြစ်တဲ့ခံစားချက်တွေပေါ့မွန်းက emotion တွေကိုကိုစားပြုတယ်ဆိုတဲ့အခါကျတော့စိတ်ခံစားချက်တွေကိုသူကကိုစားပြုတယ်ပေါ့နော်ဂယုဏတရားကြီးတယ်ကိုယ့်ရဲ့အကျင့်စရိုက်ဗီဇအဲ့ဒီပုံစံမျိုးတွေ habit တွေစိတ်နှလုံးခံစားချက်တွေအဲ့ဒါတွေကိုဒီမွန်းက character လုပ်တယ်ပေါ့နော်တတိယကတော့မတ်လ17ရက်ကနေမတ်လ20ရက်အတွင်းမှာမွေးဖွားတဲ့လူတွေပေါ့နော်အဲ့ဒီလူတွေကြတော့ပလူတိုဖြစ်သွားတယ်ပေါ့နော်ပလူတိုကြတော့ဆီယာမမှာပြစီယာပုံကမရှိတဲ့အတွက်နှစ်ခုပဲရှိရပေါ့နော်အဲ့တော့ပါဇက်နဲ့ပဲပြောလိုက်တော့မယ်နော်ဆိုတော့တတိယအုပ်စုမှာကြတော့သူကပလူတိုဂျူဖြစ်သွားတယ်ပေါ့ပလူတိုဂျူဖြစ်သွားတဲ့အခါကျတော့သူ့ရဲ့ character တွေဖြစ်တဲ့အရာရာကိုစူးစမ်းလေ့လာခြင်းစိတ်တွေရှိတာပေါ့နော် curious တွေဖြစ်တယ်စိတ်နှလုံးအပြောင်းလဲတွေမြန်နေစိတ်ကလျှက်တစ်ပြက်အချင်းပြောင်းလဲနေတဲ့ကနာမငြိမ်တဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုအပြောင်းလဲတွေရှိတယ်နောက်တစ်ခုက transformation တွေဒီလိုအပြောင်းလဲတွေရှိတယ်နောက်တစ်ခုကဒီ Pluto ဂျိုရဲ့ပြောင်းလဲမှုကသူကဘလို့ပြောင်းလဲတာလဲဆိုတော့ခုနပြောသလိုပဲပေါ့နော် transformation လိုမျိုးပြောင်းလဲတယ်death လိုမျိုးပြောင်းလဲတယ် death ဆိုတာကလူတွေကဘဝတစ်ခုပြီးဆုံးသွားတာတို့ကိစ္စတစ်ခုပြီးဆုံးသွားတာတို့သိချင်းတရားပုံစံမျိုးပေါ့နော်အမှန်မှန်တော့ तू က death ဆိုတဲ့နောက်မှာဘဝတစ်ခုပြီးဆုံးသွားပြီးတော့ तू ကနောက်ဘဝတစ်ခုကိုပြန်စတဲ့ပြောင်းလဲမှုကြီးကြီးမားမားအဟောင်းတွေအကုန်သိဆုံးသွားပြီးတော့အသစ်တစ်ဖန်ပြန်စတဲ့ပြောင်းလဲခြင်းမျိုးအဲ့ဒါ death ပေါ့နော်အဲ့ဒီလိုမျိုးပဲနောက်တစ်ခုက तू က rebirth ကြတော့လေ तू ကအဲ့လိုပဲdeath လိုပဲသိဆုံးသွားပြီးမှအသစ်ပြန်လဲမွေးဖွားတဲ့ပုံစံမျိုးပြောင်းလဲမှုကြီးကြီးမားမားတွေကိုဒီ Pluto ဂျိုကကိုစားပြုတယ်ပေါ့နော်အဲ့တော့ဒီ Pluto ရဲ့ character တွေကသူ့မှာ ruler ဖြစ်တယ်ပေါ့ဆိုတော့စပြီးတော့သူ့ရဲ့ character တွေကိုခြုံပြီးပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီတပေါင်းလာမှာမွေးဖွားတဲ့လူတွေကပေါ့ရိုးသားတဲ့အေးဆေးတဲ့ကျင်နာတနာတတ်တဲ့ခုနမွန်းရဲ့စိတ် character တွေပေါ့နော်ရိုးသားတဲ့အေးဆေးတဲ့ဂယုဏတရားကြီးမားတယ်နောက်ပြီးတော့သူတို့ကအရှက်အကြောက်လဲကြီးတယ်အဲ့လိုလူစားမျိုးတွေဖြစ်တယ်ယုံလွယ်တတ်တယ်သူတစ်ပါးကိုကူညီခြင်းတဲ့စိတ်တွေရှိတယ်ဘယ်ကိစ္စတွေမဆိုမှာပေါ့နော်သူတို့ကခွန်အားနည်းတဲ့လူတွေဘက်မှာပဲယက်တီတတ်တဲ့သဘောရှိတယ်ပေါ့နော်အားနည်းတဲ့သူတွေကိုကူညီတတ်တဲ့သဘောရှိတယ်ပရဟိတအတ္တဟိတတွေသူတို့ကမျှတာတယ်ပေါ့နော်နောက်ပြီးတော့သူတို့ဟာစီးစိမ်ဥစ္စာတို့ယာဓုအာနာတို့အဲ့လိုပုံစံမျိုးတွေကိုသူကမမောခြင်းမရှိဘူးလွတ်လွတ်လပ်လပ်အေးချမ်းချမ်းပဲနေခြင်းတဲ့လူစားမျိုးတွေပေါ့နော်ဉာဏ်ပညာတွေထက်မြက်ကြတဲ့ဒီပေါ့နော်မွန်က character လောက်ထားတဲ့အတွက်သူတို့ကဉာဏ်ပညာတွေထက်မြက်တတ်တယ်စိတ်ကူး Neptune ရဲ့ character တွေဖြစ်တဲ့စိတ်ကူးစိတ်တန်းတွေကောင်းတယ်အလိုလိုသိစိတ်အားတွေကြီးတယ်ပေါ့နော်လျှို့ဝှက်တဲ့သဘောတွေလည်းရှိတယ်အဲ့ဒါကတော့ဒီ Neptune နဲ့ Moon နေမဟုတ်ဘူးသူတို့က water သမားတွေဖြစ်တယ်ပေါ့နော် water dressing သမားတွေဖြစ်တဲ့အခါကျတော့ရေဓာတ်သမားတွေဆိုတော့
သူတို့ကိုအပြင်ပန်းကကြည့်လို့ရှိရင်အတွင်းစိတ်ကိုမှန်းရခက်တဲ့ပုံစံမျိုးအဲ့ဒါကြောင့်လျှို့ဝှက်တယ်လို့ပြောတာနက်ကျွန်းကလည်းလာပြီးတော့သူတို့ကိုရူရာလှုပ်ထားတဲ့အခါကျတော့ရေဓာတ်နဲ့နက်ကျွန်းနဲ့ပေါင်းသွားတဲ့အခါကျတော့အင်မတန်မှတူတူတိတ်တိတ်နဲ့အရှက်ကြောက်ကြီးတတ်တဲ့လူစားမျိုးတွေလျှို့ဝှက်တတ်တဲ့လူစားမျိုးတွေဖြစ်သွားတယ်ပေါ့နော်ညီမန်းချက်ကြီးတယ်ပေါ့နော်ကြီးပွားလူစိတ်တွေလည်းသူတို့မှာတအားကြီးတယ်အောင်မြင်ကြီးပွားလူတဲ့စိတ်တွေမြင်မာတယ်ပေါ့နော်သူတို့ဟာစကားပြောဆိုတဲ့နေရာတွေမှာစာပေရေးသားတဲ့နေရာတွေမှာအင်မတန်မှစိတ်ကူးစိတ်တန်းကောင်းပြီးတော့တော်တဲ့ထက်မြက်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်စာရေးသားကောင်းတဲ့စကားပြောဆိုကောင်းတဲ့တစ်ဖက်သားကိုဆွဲဆောင်နိုင်တဲ့ပုံစံမျိုးတွေပေါ့နော်ဒီလူတွေဟာဘာသာရေးလောကဘာသာရေးပိုင်းတို့ spiritual လောကတို့ဒီနာမ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာပေါ့နော်အဲ့ဒီဘက်အပိုင်းတွေမှာသူတို့ဟာအင်မတန်မှအထူးပဲယုံကြည်သက်ဝင်တဲ့စိတ်ဓာတ်မျိုးတွေရှိတယ်ပေါ့နော်ပြောရလို့ရှိရင်လောကီရေးရာတွေမှာပေါ့နော်သူတို့ဟာအင်မတန်မှဝါသနာထုံတဲ့စိတ်ဝင်စားတတ်တဲ့သဘောတွေရှိတယ်စူးစူးဆန်းဆန်းလေးလေးလာလာသဘောမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့သူတို့ဟာအဲ့ဒီဘက်ပိုင်းတွေမှာလည်းပေါ့နော်တာမန်စိတ်ဝင်စားယုံတစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့လက်တွေ့ကြကြကျင့်သုံးပြီးတော့စူးစမ်းလေ့လာနေတဲ့ပုံစံမျိုးတွေလည်းသူတို့ဟာရှိတယ်ပေါ့လက်တွေ့ကြကြကျင့်ကြံနေတဲ့ပုံစံမျိုးတွေလည်းရှိတယ်ပေါ့နော်ခုနပြောခဲ့သလိုပဲပေါ့နော်သူတို့မှာအလိုလိုသိစိတ်တွေကအားကောင်းတယ်အဲ့ဒီဟာကသူတို့ကမွန်းမာကောနက်ကျွန်းမာကောရှိတဲ့အခါကျတော့ဒီလူတွေဟာဘာသာရေးဘိုင်းမှာလည်းသူတို့ဟာရိုးရိုးတန်းတန်းထဲလက်တွေ့ကြကြကျင့်ကြံအားထုတ်နေတဲ့လူတွေဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒီဘက်တွေမှာဆိုလို့ရှိရင်သူတို့ဟာအရာရာကိုတစ်ခါတလေကြရင်သုံးသပ်တွက်ချက်ပြီးတော့အဖြေထုတ်တဲ့နေရာမှာအိမ်မတန်ထက်မြက်တဲ့ပါရမီထူးတဲ့လူတွေဖြစ်တယ်ပေါ့နော်ပြောရရင်အဲ့ဒီလောကီရေးရာတွေမှာကျင်လေလို့ရှိရင်ပါရမီရှိတယ်အောင်မြင်နိုင်တဲ့လူစားမျိုးတွေပေါ့နော်ဒါပေမဲ့သူတို့တွေဟာတစ်ခါတလေကြရင်ခေါင်းမာတယ်အဲ့ဒီပုံစံမျိုးတွေရှိတဲ့အတွက်အယူသီးတဲ့ဘက်တွေကိုတခါတလေကြရင်ရောက်သွားတတ်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီတစ်ခုတော့သူတို့ကသတိထားဖို့လိုတယ်တဲ့တော်ယုံနဲ့စိတ်မဆိုးတတ်ဘူးဒီလူတွေကဒါပေမဲ့စိတ်ဆိုးသွားပြီဆိုလို့ရှိရင်လေအာဃာတထားတတ်တယ်ပေါ့နော်သူတို့ဟာလူတစ်ဖက်သားတွေအပေါ်မှာလည်းဩဇာရှိတတ်တဲ့ပုံစံမျိုးတွေရှိတယ်ဆရာလောက်တတ်တဲ့သဘောတွေလည်းရှိတယ်ပေါ့နော်အမြဲတမ်းကိုယ့်ဘဝကိုလည်းဘယ်တော့မှရောင်ရဲနေတဲ့ပုံစံမျိုးမရှိဘဲနဲ့ဒီထက်ပိုပြီးတော့အောင်မြင်အောင်ကြော်ကြားအောင်တိုးတက်အောင်အမြဲကြံဆောင်နေတတ်တဲ့စိတ်ဓာတ်မျိုးတွေရှိတဲ့လူတွေလည်းဖြစ်တယ်တဲ့စီကံပိုင်းဆိုင်ရာတွေမှာလည်းဒီလူတွေဟာကောင်းတယ်ပေါ့နော်စီကံကောင်းတယ်နောက်တစ်ခုကသူကပရိရဲ့ကျွေတယ်ခုနပြောခဲ့သလိုပဲစိတ်ကူးစိတ်တန်းတွေလည်းကောင်းတဲ့အခါကျတော့သူတို့ဟာသူတို့ဖြစ်ချင်တဲ့ကိစ္စတွေဆိုလို့ရှိရင်တစ်ခါတလေပရိရဲ့ဝေဝိတ်တွေနဲ့ဖြစ်အောင်လုပ်တတ်တဲ့သဘောရှိရပေါ့နော်ဒီလူတွေဟာဘယ်ကဏ္ဍမှာမဆိုပေါ့နော်သူတို့တွေဟာအထက်လူကြီးတို့ဒီအာနာပါဝါရှိတဲ့လူတို့အဲ့ဒီလူတွေရဲ့ချီးမြှင့်မြှောက်စားခြင်းကိုခံရတတ်တဲ့သဘောမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့သူတို့မှာကလည်းသူတို့ရဲ့ပင်ကိုယ်အစွမ်းအစတွေကရှိပြီးသားဖြစ်တယ်ပေါ့နော်အဲ့ဒီပင်ကိုယ်အစွမ်းအစတွေကိုသူတို့ဟာယုံယုံကြည်ကြည်နဲ့ဇွဲနှပဲနဲ့စူးစမ်းသွားမယ်ဆိုရင်ဒီလူတွေဟာထိတ်တန်းရောက်တဲ့အထိအောင်မြင်ကြီးပွားနိုင်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာကမွန်းကောနက်ကျွန်းကောဒီလူတွေဟာရူလာလှုပ်ထားတယ်။အဲ့ဒီအတွက်ကြောင့်စိတ်ကူးစိတ်တန်းတွေကောင်းတယ်အလိုလိုသိစိတ်တွေမြင်မာတယ်ထက်မြက်တယ်ပေါ့နော်။အဲ့ဒီဟာတွေကဒီပလူတိုရဲ့ character တွေဖြစ်တဲ့ rebirth တို့ power တို့ death တို့ transformation တွေနဲ့တွားပေါင်းလိုက်တဲ့အခါကြလို့ရှင်သူတို့ဟာပေါ့နော်သူတို့ဘဝမှာသူတို့ရဲ့စွမ်းရည်တွေကိုအသုံးချပြီးစူးစမ်းရင်တိုးတက်ကြီးပွားသွားနိုင်တဲ့ပုံစံမျိုးပေါ့နော်ဘဝကိုပြောင်းလဲလိုက်တဲ့လူမျိုးအောင်မြင်သွားတဲ့ပုံစံမျိုးတွေပေါ့နော်လူတစ်ဖက်သားကိုချစ်မိပြီဆိုရင်လေအင်မတန်မှချစ်မိတတ်တဲ့လူစားမျိုးတွေဖြစ်တယ်လို့မုန်းပြီးဟေ့ဆိုလို့ရှိရင်လေလှည့်မကြည့်တတ်တဲ့လူစားမျိုးတွေဖြစ်တယ်တဲ့တခါတရံမှာဒီလူတွေဟာပေါ့နော်ရွေးချယ်ရခက်တဲ့အနေအထားမျိုးတွေကြုံရတတ်တယ်မေတ္တာတရားကိုတန်ဖိုးထားတဲ့လူတွေဖြစ်တယ်ဒါပေမဲ့သူတို့တတိထားရမယ့်အချက်ကဒီလူတွေဟာချစ်ရင်လည်းတအားချစ်တတ်တဲ့အခါကျတော့ချစ်သူအပေါ်မှာဦးစားပေးတယ်ချစ်ပြတယ်အဲ့ဒီပုံစံမျိုးတွေရှိပေမဲ့တခါတရံကိုချစ်သူကိုချစ်တယ်လို့နဲ့သူ့ရဲ့အတ္တတွေဘက်ကိုဆွဲယူတတ်တဲ့ပုံစံမျိုးတွေရှိ
သွားတတ်တယ်ပေါ့နော်ပြောရလို့ရှိရင်ချစ်ပေးတယ်ဒါပေမဲ့ကိုလိုချင်တာကိုလည်းဖြစ်အောင်လုပ်ယူတယ်အဲ့လိုပုံစံမျိုးပေါ့ချစ်ပေးပေမဲ့ကိုယ့်အတွက်လည်းရအောင်ယူတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါလေးကိုတော့နည်းနည်းသတိထားဖို့လိုတယ်ပေါ့မသိရင်ကိုကတအားချစ်ပေးတယ်ဒါပေမဲ့ချစ်ပေးပြီးတော့ဒီဘက်မှာကြတော့ကိုလိုချင်တဲ့ပုံစံလေးတွေကိုလည်းသူတို့ဟာမတိမတာတွင်းယူတဲ့ကိုအတ္တနဲ့ပေါ့နော်အဲ့ဒီပုံစံမျိုးလေးတွေရှိတယ်ပေါ့ကိုလိုချင်တဲ့ဘောင်တဲလေးတွေကိုမတိမတာရအောင်ကိုအတ္တနဲ့တွင်းယူတတ်တဲ့သဘောမျိုးရှိတယ်ပေါ့နော်အဲ့ဒါလေးတခုသတိထားဖို့တော့လိုတယ်ပေါ့နော်အိမ်အောင်ပြုတ်လို့ရှင်လဲသူတို့ဟာတခါတလေအနှောက်အယှက်တွေကိုကြော်လွှားပြီးမှအိမ်အောင်ပြုတ်ရတတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်အိမ်အောင်ကြပြီးရင်တော့ကြီးပွားတိုးတက်တတ်တဲ့ကန်စားတာမျိုးတွေရှိတဲ့လူစားမျိုးတွေဖြစ်တယ်ဒါပေမဲ့တခါတလေကြရင်သူတို့ရဲ့အိမ်ထောင်ရေးဟာပေါ့နော်ตาယာနေပြီးမှမုံတိုင်းထန်တဲ့ပုံစံမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော်အိမ်ထောင်ရေးကောင်းမွန်ပျော်ရွှင်နေပြီးမှမထင်မှတ်ပဲလမ်းခွဲတာမျိုးတွေကြုံရတတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီဟာလေးတစ်ခုတော့သူတို့ကသတိထားဖို့လိုတယ်အမှတ်မထင်ပေါ့နော်ကိုယ့်ရဲ့အိမ်ထောင်ရေးကိုသဟဇာတာဖြစ်အောင်အမြဲတမ်းညှိပြီးတော့တယောက်နဲ့တယောက်တန်ရောစင်ကြိုးတွေနဲ့ချီနှောင်ထားနိုင်မှကိုယ့်ရဲ့အိမ်ထောင်ရေးကိုအဆင်ပြေအောင်တာရအောင်သတိထားပြီးတော့ထူထောင်ဖို့လိုတယ်ပေါ့နော်လူတိုင်းတော့မဟုတ်ဘူးပေါ့နော်ဒါသူ့ရဲ့ယာတိဘွားအရာဖြစ်နိုင်တာလေးကိုပြောတာပေါ့နော်အလောက်ကိုင်းနဲ့ပတ်သက်လို့ရှင်ဒီလူတွေဟာဇွဲတတ္တိတွေအင်မတန်ကောင်းတယ်ဘာလို့ဇွဲနဲ့လှုပ်တတ်တဲ့လူတွေဖြစ်တယ်ပေါ့နော်ညံရင်ညံသွေးရလဲထက်မြက်တဲ့စိတ်ကူးစိတ်တန်းကလည်းကောင်းတဲ့အတွက်သူတို့ဟာအလုပ်တစ်ခုကိုလုပ်ပြီးဆိုရင်တေချာတွက်ချက်ပြီးမှလုပ်တတ်တဲ့လူစားမျိုးတွေလည်းဖြစ်တယ်ပေါ့နော်ဘဝမှာတိုးတက်မှုတွေကိုလည်းအမြဲတမ်းရှာဖွေနေတတ်တဲ့လူတွေဖြစ်တယ်ကိုကခေါင်းဆောင်ဖြစ်လို့ရှင်လဲသူတို့ဟာစီကံပိုင်းဆိုင်ရာတွေမှာတင်းကျပ်တယ်လို့ကိုကလက်အောက်ငယ်သားအဖြစ်လုပ်ရရင်လေသူတို့တွေဟာစီကံကိုတနစ်တကြလိုက်နာတတ်တဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်စကားပြောကောင်းတယ်ခေါင်းဆောင်တဲ့နေရာစီမံကွပ်ကဲတဲ့နေရာမှာအုပ်ချုပ်မှုနေရာမှာတော်ကြတယ်ပေါ့ခံကွဲမှုတွေကောင်းကြတယ်ပေါ့နော်အလုံးနှစ်ခုကိုတပြိုင်တည်းလုပ်ရတတ်တဲ့အနေအထားမျိုးတွေလည်းရှိတယ်ဒီလူတွေကပေါ့နော်ဒီ5-6တွေဟာပေါ့နော်သူတို့ရဲ့ဘဝမှာအခက်အခဲတွေအတိုက်အခိုက်တွေကြုံလေသူတို့ဟာတိုးတက်အောင်မြင်လေဆိုတဲ့ပုံစံမျိုးရှိတဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်ဇာတာပိုင်ရှင်တွေပေါ့ဒီယာဒီဘွားတွေကကိုယ့်ရဲ့မွေးရမြေမှာအခြေချရတာထက်နိုင်ငံရပ်ခြားမှာသွားပြီးအခြေချရတတ်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်နိုင်ငံခြားမှာသွားနေရတတ်တဲ့လူစားမျိုးတွေဖြစ်တယ်သူတို့အတွက်ကတော့မွေးရမြေကိုစွန့်ခွာလေအောင်မြင်လေဆိုတဲ့ဇာတာမျိုးတွေဖြစ်တယ်ပေါ့နော်ကိုတုကိုချွန်သမားတွေဖြစ်တယ်ပေါ့နော်အမြဲတမ်းကိုလိုချင်တာကိုကိုယ်တိုင်စူးစမ်းမှရတတ်တဲ့လူစားမျိုးတွေဖြစ်တယ်ဒါပေမဲ့ဒီလူတွေဟာချမ်းသာကြွယ်ဝတဲ့ဇာတာပိုင်ရှင်တွေပေါ့နော်ငွေကံကောင်းတဲ့လူစားမျိုးတွေအမှတ်မထင်အမွေရကိန်းတို့အမှတ်မထင်ထီပေါက်ကိန်းတို့ထီကံလဲကောင်းတယ်ပေါ့ဒီလူတွေကအဲ့လိုပုံစံမျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီယာတိဘွားတွေကပေါ့နော်ငွေသုံးဆွဲတဲ့နေရာမှာလက်မဖွာဘူးသူတို့ကကြစ်လေးနဲ့စီကန်းတကြသုံးတတ်တဲ့လူတွေဖြစ်တယ်ပေါ့နော်ခုနပြောခဲ့သလိုပဲပေါ့နော်စိတ်ကူးစိတ်တန်းကောင်းတယ်ထက်မြက်တဲ့လူတွေဖြစ်တဲ့အတွက်သူတို့ဟာစာရေးသားလုပ်ငန်းတွေနဲ့အကျိုးပေးတဲ့လူစားမျိုးတွေဖြစ်တယ်ပေါ့နော်ဒီယာတိဘွားတွေကပေါ့နော်သူတို့ကမုန်းကရူလာလောက်ထားတဲ့အခြေအနေမျိုးလဲရှိတယ်ဆိုတဲ့အခါကျတော့စိတ်ခံစားချက်အပိုင်းတွေမှာလဲသူတို့ဟာအပြောင်းလဲအတက်ကြမြန်တဲ့သဘောမျိုးရှိတယ်ပေါ့နော်ခံစားချက်နူးညံ့တယ်တိမ်မွေးတယ်အဲ့ဒီပုံစံမျိုးတွေရှိတယ်မွန်းရဲ့ character ထဲမှာသူကအဲ့ဒီ emotion ဆိုတာပါတဲ့အခါကျတော့เนาะသူကအဲ့ဒီစိတ်ခံစားချက်နဲ့ဆိုင်တဲ့ character တွေသူမှာရှိတယ်ပေါ့เนาะပြောင်းလဲမြန်တယ်စမ်းသစ်တီထွင်မှုတွေကိုလည်းသူတို့ကကြိုက်တယ်ပေါ့เนาะတခါလေကြာရင်ခေါင်းမာတယ်တဆူထိုးလောက်တတ်တယ်နောက်တစ်ချက်ကသူတို့ရဲ့ချစ်သူအတွက်ဆိုရင်လည်းသူတို့တွေကပေါ့เนาะရာကိုစွန့်လွှတ်ရဲတဲ့စိတ်မျိုးတွေလည်းရှိတယ်ပေါ့เนาะချစ်လာပြီးတန်ရောစင်ရှိလာပြီးဆိုလို့ရှိရင်အဲ့ဒီကိုချစ်တဲ့လူအတွက်သူတို့ကဘာပဲလုပ်ပေးရစွန့်လွတ်ရတဲ့တတိပုံစံမျိုးတွေလည်းရှိရပေါ့နော်နောက်တစ်ချက်ကသူတို့တွေကသူတစ်ပါးကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေမှန်တဲ့အတိုင်းကိုပြောတတ်တယ်ပေါ့နော်မှန်တဲ့အတိုင်း
ပြောတတ်တယ်ဆိုတတ်တယ်လှုပ်တတ်ကင်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်တစ်ခါတလေကြာရင်လည်းပြောရမယ်ဆိုလို့ရှင်လောကကြီးမှာပေါ့နော်မှန်တိုင်းလဲမကောင်းဘူးဆိုတဲ့သဘောမျိုးတွေလည်းရှိတယ်ပေါ့ညံကိုလွှာပြီးသုံးရတဲ့သဘောမျိုးပေါ့နော်မှန်တယ်ဆိုပြီးဆွပြောဆွလှုပ်လို့ရှင်တစ်ခါတလေကိုယ့်ရဲ့အကျိုးစီးပွားတွေကိုထိခိုက်လာတတ်တဲ့အနေအထားတွေရှိတယ်ပေါ့နော်ငွေကြေးကံကောင်းတဲ့လူတွေဖြစ်တယ်ပေါ့နော်ရှေ့မှာပြောခဲ့သလိုပဲငွေမရှားတဲ့လူစားမျိုးတွေပေါ့နော်နောက်တစ်ချက်ကသူတို့ဟာငွေအစုလိုက်အပြုံလိုက်ရတတ်တဲ့သဘောတွေရှိတယ်ပေါ့ဒီရာသီဘွားတွေကပေါ့နော်မထင်မှတ်ပဲနဲ့ငွေအစုလိုက်အပြုံလိုက်ရတတ်တဲ့သဘောတွေရှိတယ်ဥပမာအားဖြင့်ဆိုလို့ရှိရင်မိဘဘွားတွေစီကအမွေအနှစ်တွေရတာမျိုးတို့မမျော်လင့်မဲ့ထီပေါက်တာမျိုးတို့အဲ့ဒီပုံစံမျိုးတွေရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကသူအလုပ်လုပ်ကိုင်နေတဲ့ကုမ္ပဏီတို့သူအလုပ်လုပ်ကိုင်နေတဲ့နေရာတွေမှာပေါ့နော်ကြီးပွားတိုးတက်နိုင်တဲ့နေရာကောင်းတွေပေါ့နော်အဲ့လိုအလုပ်ကိုင်ကောင်းတဲ့နေရာကောင်းတွေလိုမျိုးကိုရသွားတတ်ပြီးတော့တိုးတက်သွားတတ်တဲ့သဘောမျိုးတွေလည်းရှိတယ်ပေါ့အထူးသဖြင့်ဒီလူတွေဟာပေါ့နော်မိဘဆွေမျိုးတွေရဲ့အထောက်အပံ့ထက်တစိမ့်နဲ့လူမျိုးသားတွေရဲ့အကျိုးကျေးဇူးကိုပို့ပြီးခံစားရတတ်တယ်ပေါ့နော်စီးပွားရေးလောကမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်တွေမှာပဲဖြစ်ဖြစ်စိတ်ကူးစိတ်သားနေကောင်းတယ်တော်တဲ့ထက်တဲ့ပုံစံမျိုးတွေရှိတဲ့အတွက်တစ်ခါတလေကြာရင်ပေါ့နော်သူတို့ရဲ့ဘဝမှာသူတစ်ပါးတွေရဲ့မနာလိုဝင်တိုးမှုတွေဝေဖန်တိုက်ခိုက်မှုတွေမကြာခဏခံရတတ်တဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ချီးမွမ်းတာထက်ကဲ့ရဲ့တဲ့လူမျိုးတွေနဲ့မကြာခဏကြုံရတတ်တယ်ပေါ့နော်အဲ့ဒါမျိုးတွေတော့သူကသတိထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီနေ့အဖိုးကတော့ February 19ကနေမတ်လ20အတွင်းမွေးဖွားတဲ့ Pisces ရာသီဘွားတွေပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီ Pisces ပြီးသွားလို့ရှိရင်တော့12လရာသီဘွားတွေအကုန်လုံးဟာပြီးသွားပြီဖြစ်ပါတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခါကြတော့ဒီ Pisces တွေဟာ12လရာသီတွေထဲမှာဒါနောက်ဆုံးရာသီဖြစ်တယ်ပေါ့နော်ပထမဆုံးရာသီက Aries ဖြစ်ပြီးတော့နောက်ဆုံးရာသီကတော့ Pisces ဖြစ်တယ်ပေါ့နော်နောက်ပတ်တွေကစပြီးတော့ပေါ့နော်ဒီ12လရာသီဘွားတွေအတွက်ရာသီတစ်ခုချင်းစီအတွက်ပေါ့နော်2026အတွက်ဆောင်ရန်ရှောင်ရန်လေးတွေ Universe ရဲ့ message တွေအခြေရေးလူမှုရေးငွေရေးကြေးရေးအလုပ်ကိုင်အစရှိတဲ့ကဏ္ဍအသီးသီးအတွက်အဟောလေးတွေအဲ့ဒီဟာလေးတွေအကုန်လုံးကိုဟောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီနေ့ဖို့တော့ဆ iam ကဒီ12ရာသီခွင်တွေအားလုံးပြီးသွားပြီဖြစ်တဲ့အတွက်နောက်ဆုံးပိတ်ဖိုက်စီလေးကိုပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆ iam ဒီမှာတင်မဲ့အဆုံးသတ်ပါပြီနော်ဆဆရရအဆင်ပြေကြပါစေရှင်နေကောင်းကြမှာကြပါစေရှင်